မင်္ဂလာပါရှင်နန်းနေကိုကင်ဘလော့မှကြိုဆိုပါရစေဒီနေ့မှာတော့နန်းနေကနေမကောင်းဖြစ်ပြီးထမင်းစားမကောင်းဘူးလို့ပြောနေတဲ့သူတွေများနေတဲ့အတွက်ထမင်းစားကောင်းဂွေးသီးငပိကျဲချင်းချင်းဆက်ဆက်လေးကိုချက်စားပြမှာဖြစ်ပါတယ်ဒါဆိုရင်နန်းနေအခုစပြီးတော့ချက်လိုက်မယ်နော်အရင်ဆုံးနန်းနေသူ့ကိုရေးဆေးပြီးတော့ထောင်းမှာဖြစ်ပါတယ်ထောင်းတဲ့အခါမှာတော့အရန်ညက်ညက်ကြီးစီးစီးပိုင်ပိုင်အဲ့လိုဖြစ်အောင်တော့မထောင်းဘူးပေါ့နော်ဒီလောက်အနေထားဆိုရပြီအဲ့ဒါဆိုအရန်အကုန်လုံးညက်ကြီးမဟုတ်ဒါဆိုစချစ်မယ်နော်စီပူလာရင်နည်းနည်းစနွင်းထည့်မယ်ပြီးရင်ကျက်သွန်အနေနဲ့အဖြူနဲ့ကိုထောင်းထားတာထည့်ပါမယ်ပြီးရင်တော့ငပိထည့်ပါမယ်ရှင်ပြီးရင်ပစွန်ကြောက်ထည့်ပါမယ်ပြီးမှုေးသွားအောင်ပေါ့နော်ငပိနဲ့ပစွန်ကြောက်ကိုစီသက်အနံ့မှုေးလာတဲ့အထိပေါ့နော်နည်းနည်းလေးတက်လိုက်မယ်ငပိနဲ့ပစွန်ကြောက်နဲ့မှုေးပြီဆိုရင်ငရုတ်သီးထည့်မယ်ငရုတ်သီးကနည်းနည်းငရုတ်သီးခွဲချမ်းဘက်ပေါ့နော်ခွဲချမ်းအောင်ထည့်တာဖြစ်ပါတယ်ပြီးရင်ငံပြာရည်နဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့နည်းနည်းခုနကထောင်းထားတဲ့ဂွေးသီးတွေကိုထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့နည်းနည်းသူ့ကိုမှုေးပြီးရင်ရေအနှဲငယ်ထည့်မယ်နည်းနည်းကတော့ဒီမှာလေရေးထည့်မယ်နော်ခုနရေးထည့်လိုက်မယ်ရေးတန်းနဲ့နောက်ထပ်နည်းငယ်ထပ်ထည့်ပါတယ်နည်းနည်းခုနကင်မရာမအွန်လိုင်းမီလို့ပြီးရင်တော့အဖုံးအုပ်ပြီးတော့နည်းနည်းတည်ထားလိုက်မယ်သူနူးသွားအောင်ပေါ့နော်နည်းနည်းသူအတိကနည်းနည်းမာတော့လေနူးသွားအောင်လို့ပြီးရင်ဖွင့်ပြီးတော့နည်းနည်းမှုေမယ်မှုေပဲအဲ့ဒီရေခမ်းသွားတဲ့ဒီမှုေမှာပေါ့နော်အဲ့ဒီမှာဟင်းချိုမိုးစားတဲ့လူကဟင်းချိုမိုးထည့်လို့ရတယ်နော်နည်းနည်းကတော့ငပိကအရန်ချိုတဲ့အတွက်ဟင်းချိုမိုးမထည့်တော့ဘူးပစွန်ကြောက်လည်းပါတော့လေအဲ့မှာအချုံမိုးစားရလို့အချုံမိုးထည့်လို့ရတယ်ဒီလောက်နေထားဆိုရပြီစီပြန်သွားပြီဒါဆိုလို့ရှိရင်ကြက်သွားပြီပေါ့နော်တွင်းစားလို့ရပါပြီရှင်နည်းနည်းအတိုးစရာလေးတွေပေါ့နော်ဒါတိုးစရာလေးဟင်းကလာချင်းနောက်ပြီးတော့ဒါငပဲဟင်းငပဲချက်ထားတာပါပြီးတော့ပစွန်သေးသေးလေးတွေကြော်ထားတာပစွန်ကြော်ပေါ့နော်ဒါပေမဲ့အဓိကတော့နည်းနည်းဂွေးသီးငပိချင်းနဲ့စားမှာဖြစ်ပါတယ်တို့စရာလေးတွေကသခွားသည်မုံလာဦးအနေရောရှောက်ရွက်ပေါ့နော်နောက်ငါးလေးတွေလည်းထည့်မယ်နည်းနည်းတငယ်ချင်းတွေကိုအရင်ကျွေးမယ်နော်ပစွန်ကြော်လေးလည်းထည့်မယ်စားကြပါအောင်ရှင်တငယ်ချင်းတွေအားလုံးကျွေးပါရရှင်အပြီးချက်နဲ့ပစွန်နဲ့ငပဲဟင်းလေးပါတို့စရာတော့သခွားသည်ဒါဆိုရင်လည်းစားလိုက်တော့မယ်နော်နောက်တစ်ခုကအရေဟင်းကတော့ကစွန်းရွက်ချင်ဟင်းဒါကတော့ကစွန်းရွက်ချင်ဟင်းပါကောင်းတယ်သူ့လည်းနည်းနည်းအချင်းပေါ့ထားတယ်နည်းနည်းဟိုကအချင်းဆိုတော့လေဒါဆိုနည်းနည်းစားပြီနော်အောင်လားပြေးစားစား
သေးလေးဒီငါလေးဟုတ်တယ်အဆွေးရနေကောင်းနေချင်းလေးနဲ့လေမကြီးသီးစိမ့်လေးလိုပဲသူကလည်းတပြိုကောက်တယ်မဲ့သူကနူးညံ့တယ်ဟိုမကြီးသီးစိမ့်ကလည်းကြမ်းတာပေါ့နော်ဒီလိုလေးနေလိုက်တာငါပြီလေးနဲ့ထည့်ပဲညငါပြီအငံစားရတယ်တဲ့လားအဲ့လိုလေးနေလိုက်တာဒီလိုလေးရဲရဲလေးနော်ဒီတကတို့မှာဟင်းကလာချင်းဒါဟင်းကလာချင်းတို့စားခရမ်းသီးလေးရကောခရမ်းသီးနဲ့လိုက်တာပေါ့ရှောက်ရ
ဒါကတော့ကစုံရဲ့ချင်းနည်းနည်းလေးကစုံလေးကိုချက်ထားတာလေအဖက်ကလေးတွေစားလိုက်အောင်မယ်ဒါဆိုလို့ရှိရင်ငပိချက်ချင်းချင်းဆက်ဆက်လေးကိုချက်စားကြည့်ကြပါနန်းရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းအချိန်ပေးပြီးတော့ကြည့်ရှုပေးရဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းနေမကောင်းဖြစ်ပြီးထမင်းစားမကောင်းတဲ့သူတွေလည်းစားကောင်းလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်တစ်ပတ်ဒီမှာလည်းဘယ်လိုဟင်းတွေချက်ပြုတ်မယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုရင်းနဲ့နန်းရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးသွားပါအောင်ရှင်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်